Hello, Assist Stella Education Academy နဲ့အားလုံးကြိုဆိုလိုက်ပါရှင်။ဒီနေ့ wake up နဲ့ get up ဘယ်လိုမျိုးလေးကွာခြားလဲဘယ်လိုသုံးပြရလဲဆိုတာကိုရှင်းပြပေးပါမယ်။ Wake up အတိတ်ပဲအိယာမှာနိုးသည်။အိယာနေနိုးချင်းမျက်လုံးနှလုံးပွင့်တဲ့အချိန်မှာ wake up ကိုသုံးတယ်။လူကအိယာနေမထသေးဘူး။နိုးပြီးမျက်လုံးနှလုံးစပွင့်တဲ့အချိန်မှာ wake up ကိုသုံးရမယ်။ For example, I usually wake up at 7 o'clock. But I stay in bed for a few more minutes. ငါပုံမှန်9နာရီမှာအိယာနိုးတယ်။ဒါပေမဲ့အိယာထဲမှာငါနောက်ထပ်မိနစ်နည်းနည်းကြာအောင်နေလိုက်တယ်။အဲ့လိုမျိုးအိယာနေမထသေးပဲနဲ့ကိုနိုးတဲ့အချိန်မှာကိုဘယ်ချိန်နိုးလဲဆိုရင်နိုင်ကြည့်လိုက်တယ်။အဲ့အချိန်ကို wake up သုံးရမယ်။ Get up အိယာမှာထသည်။အိယာနေနိုးပြီးတဲ့နောက်မှာအိယာပေါ်ကနေခန္ဓာကိုထလိုက်တာနဲ့ get up ကိုသုံးမယ်။ For example, after waking up at 6 a.m., I got up at 6:30. 6နာရီမှာနိုးပြီးတဲ့နောက်မှာငါ6ခွဲမှာအိယာနေထားတယ်။အဲ့တော့6နာရီမှာလူကနိုးတယ်။6နာရီခွဲမှာအိယာပေါ်နေထားတယ်။အဲ့တော့အလယ်မှာရှိရဲ့ကြားမှာဟာနေနိုင်ပေါ်မှာသူလှုပ်ချင်တာလှုပ်မယ်။ဥပမာဖုံသုံးချင်လဲသုံးမယ်။အိယာပေါ်မှာကြောဆန့်ချင်လဲဆန့်မယ်။ခဏမှေးနေလဲမှေးနေမယ်။ခဏလှည့်ရင်လည်းလှည့်နေမယ်ပေါ့အဲ့လိုကိုလှုပ်ရှင်တာလှုပ်နေရပေါ့နော်အဲ့လိုမျိုးနိုးပြီးတဲ့အချိန်မှာအဲ့တော့ချက်ချင်းမထသေးဘူးနှလုံးစောက်ပွင့်တဲ့အချိန်ကို wake up သုံးတယ်ချက်ချင်းမထသေးပဲနဲ့နောက်ပြီးတော့မှတော်တော်ကြာတော့မှထိုင်လဲထားမယ်ချက်ချင်းထိုင်လဲထားမယ်အဲ့လိုအိယာနေထားလိုက်တဲ့အချိန်ကြာရင်နော် get up သုံးရမယ်ဒါဆိုရင်အခု wake up နဲ့ get up ကိုကိုကပြပြတည်သွားပြီလို့တော့ထင်ပါတယ်နောက်ဗီဒီယိုလေးလည်းတင်ပေးနေမှာမို့လို့ page ကို like and follow လေးလုပ်ဖို့မေးပါနဲ့နော်